အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ view မှာကျွန်တော်ဒီနေ့မှာတော့တငယ်ချင်းတို့ကိုကျွန်တော် Telegram follow Telegram subscriber တရားပြမှာတင်ပေးမယ်ဆိုရဲ mind ဒီကျွန်တော်တို့ have အသက်လေးပေါ့နော်အရင် have ကကျွန်တော်တင်နေဒီနေ့တနေ့ကြာပြီးတော့ mind ဒီဘက်ကနေ ban လိုက်တယ်ပေါ့နော်အဲကြောင့်ဆောလို့မရတော့ဘူး verify မဆောလို့ကိုကျွန်တော် new array လေးကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်အားလုံးကျွန်တော် video လေး like လေးလုပ် subscribe နေပြီးတော့ video လေးကိုစလိုက်ရအောင်ဗျာကျွန်တော်ဒီ regression မှာရှာထားတဲ့ link ကနေပြီးတော့ဝင်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ comment မှာ link တစ်ခုထပ်ချပေးထားမယ်အဲ့ link ကနေကျွန်တော် Telegram channel လေးကိုဝင်လိုက်ပါအဲ့ link လေးကိုနှိပ်ဝင်ပေါ့နော်ကျွန်တော် Telegram channel ရအောင် okay Telegram လုံးဝကျွန်တော်အဲ့ link လေးကိုကျွန်တော်နှိပ်လိုက်ပါနဲ့တကယ်လို့နေဒီတန်းပြီးတော့ပေါ့နော်ကျွန်တော် Telegram channel လေးကိုရောက်သွားလိမ့်မယ်ဒီမှာ Chrome လေးတွေဝင်လိုက်ပြီးရင်တကယ်လို့နေဒီမှာကျွန်တော် Telegram channel လေးကိုရောက်သွားပါပြီokay ရောက်သွားပြီဆို join လေးကိုနှိပ်ပြီးကျွန်တော်တခုချထားတယ်ဒီမှာမြင်တဲ့အတိုင်းတကယ်လို့နေဒီဥစ္စာကျွန်တော်ပင်ထောက်ပေးထားပါမယ်အဲ့ပင်ထောက်ထားတဲ့အကူဆွဲလိုက်ပါကျွန်တော်ဆွဲပြီး install တင်လိုက်ပါ install တင်လို့မရဘူးဆို install တင်ပြီးအပြည့်စုံကိုကျွန်တော်ရဲ့အရင်မဆက်စားဘူးကျွန်တော် YouTube channel မှာတင်ထားတဲ့စာရိုးဗီဒီယိုမှာကြည့်လို့ရပါတယ်ခင်ဗျာ okay ဒါဆိုလို့ရှိရင်တကယ်လို့နေ video လေးကိုဆက်လိုက်ကြအောင်ဗျာ okay တကယ်လို့နေတောင်းပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ i file လေးကိုကျွန်တော်ဝင်လိုက်ပါနော်လုံးဝလွယ်ကူပါရင်းနှီးရဲ့အတိုင်းပဲဖြစ်ပါတယ် okay ဒီမှာကျွန်တော်အနေနဲ့ဖုန်းကို key ဆိုတဲ့နေရာမှာတကယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုရိုက်ထည့်ပေးလိုက်ပါokay ရိုက်ထည့်ပြီးကျွန်တော်ဒီအောက်ကပေါ့နော်ကျွန်တော်ဒီအောက်က next ဆိုတာလေးကိုကျွန်တော်နှိပ်ပေးပါဝေးဒီမှာ OTP ထဲပါဆိုနေတော့အဲ့ကျွန်တော်တို့ OTP ကြလာပါလိမ့်မယ်တကယ်လို့နေအဲ့ OTP ကိုထည့်လိုက်ပေါ့နော် okay ဒီမှာပေါ့နော်ဒီ OTP လေးတော့ကြာလာပြီတကယ်လို့မြင်တဲ့အတိုင်းပဲဒီ OTP ထည့်ပြီးဆိုတော့အဲ့ copy ကိုထားလေးထည့်လိုက်ပြီးကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့ next ဆိုတာလေးကိုဆက်နှိပ်ပေးလိုက်ပါokay တကယ်လို့ဒီမှာတကယ်လို့ list name ထားခိုင်းပါမယ်ကျွန်တော် list name ထည့်ထားလိုက်ပါကျွန်တော်တို့ကျွန်တော်ရဲ့ channel နာမည်လေးကိုထားလိုက်ပါမယ်okay ပြီးတော့ဒီအောက်က app ဆိုတာလေးနှိပ်လိုက်ပါဒါဆိုရင်တကယ်လို့ message တက်လာပါပြီ okay ဒါဆိုရင်တကယ်လို့နေဒီထဲဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုတကယ်လို့နေဒီမှာ search လုပ်ရပါဒီအောက်ကကျွန်တော်တို့ဒီ infinity u ဆိုတာလေးပေါ့နော်ဒီ infinity u ဆိုတာလေးတကယ်လို့ဝင်ဆောင်အောင်ဖြစ်ပါတယ်ဒီအားလေးကိုနှိပ်လိုက်ပါနေသူအနေနဲ့ permission ကိုတောင်းတော့ဟုတ်တယ်ဗျ permission တောင်းတော့ကျွန်တော်အမှဒါလေးစောင့်ပြီးတော့ထဲဝင်ပါဆောလို့ရပါပြီအားလုံးပဲစင်ကြပါစေဆိုတော့ပြလိုက်ပါ